တော့ဇန်နဝါရီလ6ရက်နေ့2026ခုနှစ်ဖြစ်ပါတယ်ဒီကနေ့သတင်းကောင်းအကြီးကြီးရှိတယ်ဗောနော်အခါတက်တော့ AA ရဲ့ share ပြင်းလိုက်တယ် share plan နဲ့ပြင်းလိုက်တယ်ဗောနော်သတင်းကောင်းကြီးမွေးငါအကြီးကြီးရှိတယ်ဗောနော်အဲ့ဒါတွေလည်းပါမယ်ပြီးရင်ဒါဝန်တုံကဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်းပါမယ်ပြီးတော့ကျတော့ဒါစစ်ကောင်စီဘက်ကဒါအပြောင်းလဲတွေလှုပ်လာတဲ့ဟာဗောနော်ဒါသူတို့ရဲ့အကြီးပိုင်းယာရုအပြောင်းလဲတွေရှိလာတယ်ဘာကြောင့်မလို့ပြောင်းလဲလာလဲဆိုတဲ့အကြောင်းတွေလည်းပါကြမယ်ဗောနော်အဲ့တော့ပထမဆုံးတော့ခုနကဒါအကြီးပိုင်းပြောင်းလဲတဲ့ဟာအရင်ပြောလိုက်မယ်ဗျာသတင်းကောင်းဆက်ပြောမယ်ဗောနော်အဲ့တော့လေတက်ကအနားပေးလိုက်တဲ့စီဦးစီးချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုတရုတ်တန်အမတ်ဖြစ်နေခန့်အပ်လိုက်တာတွေ့ရတယ်ဗောနော်ပုံမှန်ဆိုရင်ဒါ तू ကလေချုပ်ဖြစ်ရမယ်လို့သူ့ထက်ကလေချုပ်ကိုဒါအပြောင်းလဲတွေရှိလာနိုင်ရရှိတယ်အဲ့လိုမျိုးပြောင်းလဲတဲ့ခါမှာ तू ကလေချုပ်ဖြစ်ရမယ်ဆိုပေမဲ့သူ့ကိုလေချုပ်မပေးချင်လို့ခုလိုမျိုးဖြုတ်လိုက်တာရှိတယ်အားကြောင့်ဒါကျွန်တော်သတင်းတွေလည်းပြောခဲ့ကြတယ် तू ပြုတ်သွားတယ်ဆိုတဲ့ဟာဗောနော်အဲ့လိုဖြုတ်သွားပြီးမှခုမှတန်အမတ်ပြန်ပေးတာဗောနော်ဒါတရုတ်တန်အမတ်ဆိုပြီးတော့ပြန်ပေးတာဗောနော်အဲ့ကြောင့်ဒါကအကြောင်းပြချက်ပဲတကယ်တမ်းမှာတော့ဒါသူတို့ယာရုပိုင်းအပြောင်းလဲတွေမြင်ရဖို့ရှိမယ်သူ့ကိုလေချုပ်မပေးချင်လို့ဆိုပြီးတော့သုံးသက်ကြတယ်ဒါတတွင်အရင်းမြစ်တွေလည်းရှိတယ်ဗောနော်အဲ့လိုလေချုပ်မပေးချင်လို့ဖြုတ်ခံရတာကိုသူကလည်းကျေနပ်မှာမဟုတ်ဘူးအဲ့ဒါကိုမင်းအောင်လိုင်ကလည်းသိတယ်အဲ့လိုသိလို့အခုဆိုရင်ဒါတရုတ်နှစ်သိမ့်တဲ့အနေနဲ့ပါဗျာတရုတ်တန်အမတ်ယာရုပြန်ပေးတာဗောနော်အစအနေကပေးဖို့သူ့ကိုတကယ်လို့များအဲ့လိုတရုတ်တန်အမတ်ပေးမယ်ဆိုပြီးရည်ရွယ်ထားတယ်ဆိုရင်အခုလိုဖြုတ်မှာမဟုတ်ဘူးဗောနော်အဲ့တော့ဖြုတ်ပြီးမှပြန်ပေးတာဖြစ်တဲ့အတွက်ဒါဟာနှစ်သိမ့်နေဆိုတဲ့ဟာကတော့အားလုံးလည်းသိမှာပါဗောနော်ပြီးတော့ဒါတရုတ်တို့ရုရှားတို့ဒီလိုမျိုးသူ့အတွက်မဟာမိတ်ဖက်နိုင်ငံကြီးတွေမှာတာဝန်ပေးခြင်းခံရတာအခုလိုတန်မတ်ဖြစ်တာဝန်ပေးခြင်းခံရတာကယုံကြည်လို့ပေးတာမင်းမလို့ပေးတာမင်းနဲ့အသင့်တော်ဆုံးမလို့ပေးတာဆိုတော့နှစ်သိမ့်မှုပေါ့နော်ဖြည့်သိမ့်စရာလေးတော့ရသွားတာပေါ့လေနော်အဲ့တော့မြောက်လိုင်ကကလိန်ချစ်ဖြစ်ပါတယ်မထင်သလိုဖြုတ်ထုတ်သက်လုပ်တယ်ဆိုပေမဲ့လည်းသူ့ကိုပြန်ပြီးတော့ဗောနော်အမိတက်နေမှာကိုလည်းတေလောက်အောင်ကြောက်တဲ့ပုံစံမျိုးတွေကိုဒီဖြစ်စဉ်တွေမှာတွေ့ရတယ်ဗောနော်အဲ့တော့ဒါကတော့တစ်ပိုင်းပေါ့ဒါဒီကောင်တွေကအပြောင်းလဲတွေကျွန်တော်ထပ်ပြီးတော့မြင်ရလာနိုင်ခြင်းရှိတယ်လာမယ့်ကာလမှာပို့ပြီးတော့ပြောင်းလဲမှုတွေပုံမြင်ရမယ်အခုလည်းပြောင်းလဲတာတွေရှိနေတယ်အဲ့ဒါဘာလို့လဲဆိုတော့အခုတက်မှမှုစားကား30တက်မှမှုပေါ့နော်ရောက်တာမှမကြသေးဘူးအခုပြောင်းလဲသွားပြီပေါ့နော်ဒီတစ်ခါပြောင်းလဲတာတော့စစ်ကောင်စီကမင်းအောင်လိုင်ပြောင်းလဲပေးတာမဟုတ်ဘဲနဲ့ AA ကပြောင်းလဲပေးလိုက်တာအဲ့တော့ပဲခူးတိုင်းပတောင်းကအောင်မြင်မှုကိုလည်းဒါကျွန်တော်ပြောရပါမယ်အဓိကတော့အာရခတက်တော် AA က AA ပဲဆိုတဲ့ဟာကိုထပ်ပြီးတော့ပြလိုက်တဲ့ဟာပေါ့နော်အဲ့တော့ဘုံမူကြီးလာလဲဖြုတ်တယ်ဘုံမူကျုပ်လာလဲဖြုတ်တယ်ဘုံမူလာလဲဖြုတ်ဘိုးကြီးလာလဲဖြုတ်တယ်ပေါ့နော်ရွေးစုံစိုက်စုံမရွေးဖြုတ်နေတာပေါ့နော်အဲ့တော့ဒါဇန်နဝါရီလ4ရက်နေ့မှာပတောင်းမြို့နယ်ကထုံးစံတိုင်းဒါ6-3လုံးစခန်းနဲ့ဒါကပ္ပစာ16ကြားကမတုံရွာရဲ့အနောက်ဘက်မီတာ9500အကွာမှာအခြေပြုထားတဲ့စစ်ကောင်စီစစ်ကြောင်းကိုအာရခတက်တော် AA ရဲ့ကွန်မန်ဒိုစစ်ကြောင်းကဝင်တိုက်တာကွန်မန်ဒိုစစ်ကြောင်းပေါ့နော်အာရခတက်တော် AA ရဲ့ကွန်မန်ဒိုစစ်ကြောင်းဆိုပြီးတော့ပါတယ်အဲ့ဒါကအရင်တုန်းကတိတ်ပြီးတော့ပါလိပါတာမရှိတဲ့စစ်ကြောင်းအတုံးနှုံးပေါ့လေနော်အဲ့တော့အဲ့လိုမျိုးဒါတိုက်ခိုက်လိုက်တဲ့အထက်မှာဒါစကက10ကဘုံမူကြီးအဆင့်ရှိတဲ့သူတဦးရဲ့အလောင်းအပါဝင်ပေါ့နော်စစ်သားအလောင်း10လောင်းကျော်နဲ့လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိပါတယ်ဆိုပြီးတော့ဒါသတင်းတွေတက်လာတာတွေ့တယ်ဗောနော်တိုက်ပွဲကြာခြင်းက35မိနစ်တကယ်ကြမ်းတယ်နော်မိနစ်30ကျော်ပဲအဲ့တော့အားကတော် A ဘက်ကအထီးကိုက်အ ਨੇ ဆုံးနဲ့အောင်မြင်မှုရယူခိုင်းနိုင်တာဖြစ်တယ်အဲ့တော့ပုံလေးတွေကလည်းတည့်ရတိုင်းပဲအပူပင်ကင်းတဲ့ပုံလေးတွေနဲ့အိပ်ပျော်နေကြပါဗောနော်တမမှုဆိုပါဇက်လေးပါလေးဟာအမှုရည်တွေပါတော့ထွက်နေလားမသိဘူးဗောနော်တော့ပလိုင်းတပ်ဖွဲ့တွေကခက်ခဲတယ်ဗောနော်အခုနောက်ပိုင်းမှာဘာကြောင့်လဲဆိုတော့သူတို့ကအခုချက်ချင်းလက်ငင်းအဲ့လိုမျိုးအသက်ပြောက်သွားဖြစ်တဲ့အတွက်ဘာမှလည်းစကမေးတွေပါလိမေးလိုက်လို့မရဘူးဗောနော်အဲအကြောင်းမလို့ဒါတမမှုလားဘုံမွေးအဆင့်ပဲရှိသေးတယ်အဲ့တော့ viewer မှုလားအဲ့လိုအခက်ခဲတွေကြုံနေရတယ်ဗောနော်အဲအကြောင်းမလို့ကျွန်တော်တို့မှာပြင်းမက်လိုက်ပြီးတော့ဒါအတီးပြုတ်ပေးတယ်ဗောနော်ဘာကြောင့်လဲဆိုတော့ဒေါ်လာပြည်သူတွေနဲ့ဒေါ်လာတပ်ဖွဲ့တွေကိုပျော်စေခြင်းလို့ဖြစ်ပါတယ်အဲ့ဒါအခုဆိုရင်အခက်ခဲတွေကြုံနေရရှိတယ်ဗောနော်အဲ့တော့ချက်ချင်းလက်ငင်းတည်သွားတဲ့ဟာတော်တော်ဆိုးပါတယ်အဲ့တော့တကယ်အဖြစ်စဉ်အမှန်လေးဒါကျွန်တော်မရမကစုံစမ်းလိုက်တာရှိတယ်အဲ့ဒါကတော့ဒါ viewer မှုမဟုတ်ဘူးဗောနော် viewer မှုထက်ကြီးတဲ့တက်မှမှုDSA အပတ်စဉ်43ကျောင်းစဉ်စားကား30တက်မှမှုဖြစ်တဲ့ဒါဘုံမူကြီးဟန်လင်းအောင်ဗောနော်အဲ့တော့ဟိုလုံးဝပတ်ကားတော့မဖြစ်လိုက်ရဘူးဗောတက်မှမှုအပွင့်လေးဘုံမကျုပ်အပွင့်လေးတော့မတင်လိုက်ရဘူးဗောနော်ဒါအတီးပြုတ်ပေးတာဖြစ်ပါတယ်ဒါသူကဘာထူးကြလဲဆိုတော့ဒါပို့ပြီးအောင်ပွဲကချိုမြိန်စေတဲ့ဟာတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့အပတ်စဉ်43မှာသူကအစောဆုံးတက်မှမှုဖြစ်တာစောဆုံးအရန်ကိုမြောက်ကြွနေမဲ့ပုံစံမျိုးပေါ့ဗျာအစောဆုံးတက်မှမှုဖြစ်တာဗောနော်ပြီးရင်အရင်ကဒါစာဘကကော့တောင်းမှာစစ်ပြွာမှုပေါ့နော်အဲ့တော့ဒါချီကျူးကွန်ပျူတာပါဒီစွမ်းရည်ဘွဲတွေပေါ့ဗျာသူရဲ့ကောင်းမတန်းဝင်တော့ဒါလိုမျိုးပုံစံမျိုးတွေကိုနှစ်ခါလောက်ရရှိထားတဲ့သူဖြစ်တယ်အဲ့ဒါကြောင့်မြောက်ကြဖြစ်ပြီပေါ့ဗျာအဲ့တော့အားရစရာကောင်းပါလေနှစ်သက်အတွက်တကယ့်ကိုမင်္ဂလာသတင်းကောင်းဖြစ်တယ်ဗောနော်အဲ့တော့စစ်ကောင်စီကဒီကာလတွေမှာကြည့်မယ်ဆိုရင်ဒါသူတို့ရဲ့တက်မှမှုတွေတိုင်းမှုတွေကတော်တော်ကိုမြေပြင်မှာပေါ့နော်ဖွဲ့စည်းပုံတွေပြက်နေတာတွေ့ရတယ်လုံးဝစားကမှုတွေတိုင်းမှုတွေဆိုတဲ့ဟာကနေရုပ်ပုံစံမျိုးလေးတွေဖြစ်နေတာပေါ့ဗျာအဲ့တော့ဒါသူတို့မှာဒါရှေ့ပြင်းနံပါတ်ကာပါဥကင်းဆိုတဲ့ပုံစံမျိုးနဲ့စစ်ချီတဲ့သဘောတရားတွေရှိတယ်ဗျာအဲ့လိုသွားတဲ့အခါအဲ့သဘောတရားတွေနဲ့အဲ့ viewer တွေနဲ့သွားတဲ့အခါမှာသူတို့ရဲ့ခေါင်းဆောင်အကြီးဆုံးဆိုတဲ့သူတွေကပေါ့နော်သူကဘယ်တော့မှရှေ့တန်းကြပုံစံမျိုးနဲ့လိုက်ပါတာမဟုတ်ဘူးပေါ့နော်သူကအ ਨੇ ဆုံးသူကအလဲနောက်ပိုင်းကြအဲ့လိုနေရာမျိုးတွေကနေသူကလိုက်ပါကုတ်ကဲတဲ့ပုံစံမျိုးပေါ့ဗျာအဲ့ကြောင့်ရှေ့တန်းကြဘယ်တော့မှမနေတဲ့သူတွေအဲ့လိုလူမျိုးတွေအခုလိုမျိုးတည်ဆုံးနေရတာဟာဘလို့တောင်အချင်းနေဆိုးနေပြီလဲပေါ့နော်သူတို့မှာရှေ့တန်းကြနေရာမျိုးတွေထိလိုက်ပါနေရပြီဆိုတဲ့ဟာတွေလည်းတွေ့ရတယ်နောက်တစ်ချက်ကဘာလဲဆိုတော့အားကတက်တော် AA ကစစ်ကောင်စီရဲ့စစ်နီးဗျူဟာတွေကိုလုံးဝကြေညက်နေအောင်သိတယ်အဲ့လိုမျိုးသိလို့အခုလိုမျိုးဖောက်ပြီးဝင်ပြီးတော့ကွန်မန်ဒိုတပ်ဖွဲ့နဲ့ပြင်းနိုင်တယ်လို့ကျွန်တော်လည်းယူဆတယ်ပေါ့နော်အဲ့တော့ခုနကလိုမျိုးသူတို့လည်းသွားမှာပဲဗျ
ဒါနောက်ထပ်စဉ်းစားချက်တစ်ခုပေါ့နော်အဲ့ကြောင့်ပြောမယ်ဆိုရင်စစ်ကောင်စီရဲ့အသုံးပြုနေတဲ့စစ်နီးဗျူဟာတွေပေါ့နော်မဟာဗျူဟာတွေဒါတွေကိုအာရခတ်တော် AA ကကြည်ကြည်ညက်ညက်ဖြစ်အောင်ကိုလေ့လာပြီးတော့တိုက်ပွဲဝင်နေတယ်လို့ကျွန်တော်ယူဆတယ်။ AA ကတော့ AA ပဲလို့ပြောရမှာပဲပေါ့နော်။ဒါကတကယ်ကိုအားရစရာကောင်းတယ်။အဲ့တော့အခုကတော့ဒါဝင်းတုံမြို့ဒါတရားနဲ့ပတ်သက်လို့လည်းကျွန်တော်ပြောရမယ်။ဒါစကိုင်းတိုင်းကောလင်းခရိုင်ဝင်းတုံမြို့ကိုဒါထိုးစစ်ဆင်တိုက်ခိုက်တော့မှာမလို့ပြည်သူတွေအနေနဲ့ဇန်နဝါရီ9ရက်နောက်ဆုံးထားပြီးတော့မြို့ကနေပြီးတော့ထွက်ခွာကြဖို့အမတ်1စစ်ဒေသကောလင်းခရိုင် PDF အမတ်4တက်ရင်ပေါ့နော်။ဝင်းတုံ PDF ကဒါသတင်းထုတ်ပြန်တာရှိတယ်။အဓိကတော့မိဘပြည်သူတွေကိုတဲ့ဒါအခြားသောမြို့များနေတူစစ်ကောင်စီရဲ့လူသားတိုင်းအဖြစ်အသုံးပြုမခံရစေရန်ရည်ရွယ်ပါတယ်တဲ့ဝင်းတုံမှာခမာ120နဲ့ခမာ131ရှိနေတဲ့အတွက်ပေါ့နော်တော်တော်စူးစမ်းရမှာဖြစ်လို့ပြည်သူတွေကိုငဲ့ကွက်တဲ့အနေနဲ့အခုလိုထုတ်ပြန်ပေးရတာဖြစ်ပါတယ်ဆိုပြီးတော့ဒါထုတ်ပြန်ချက်လေးထုတ်လာတယ်ပေါ့နော်အဲ့တော့ဒါစစ်ကောင်စီအနေနဲ့ပေါ့နော်ဒီနေရာတွေကိုဆုံးရှုံးရမယ်ဆိုရင်ဘာတွေဖြစ်မလဲတော်လိုင်းတပ်ဖွဲ့တွေကဒီမြို့ကိုရသွားမယ်ဆိုရင်ဘာတွေရေးတာမလဲအဓိကတော့ဒါချင်းသွင်းမြစ်ကြောင်းကိုထိန်းနိုင်သွားမယ်ပြီးရင်စားဘာခခန်းဒီကိုဖျက်တောက်ထားနိုင်မယ်စေရအားသာချက်တွေကျွန်တော်အများကြီးရရှိမှာပေါ့နော်ပြီးတော့ကျတော့ homeland နဲ့ပတ်သက်လို့လည်းပြောရမယ် homeland ကနောက်ထပ်ချင်းချောက်ခံရမယ်နေရာတစ်ခုဖြစ်လာနိုင်မယ်သိတဲ့အတိုင်းပဲဘာကြောင့်လဲဆိုတော့ဒီအခုဒါပင်လယ်ဘူးအင်းတော်အခုကတာပေါ့နော်ပြီးရင်အခုဒါဝန်းတုံကောလင်းကလည်းအရင်ကသိမ်းဘူးတယ်အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်အခုဗမောက်လည်းရှိသေးတယ်အဲ့ဘက်တစ်ချမ်းလုံးကိုကြည့်လိုက်ပေါ့နော်လုံးဝအဲ့နေရာတစ်ခုလုံးမှာကျွန်တော်စိုးမိုးဒေတာတွေစိုးမိုးနေရာတွေပို့ပြီးတော့များလာတဲ့အခါကျတော့စစ်ကောင်စီရဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေပြတ်တောက်တဲ့ဟာတွေကပို့ပြီးတော့များလာတယ်တရက်ထဲမှာကျွန်တော်လိုက်ပြီးတော့ဒါလေးကိုလေ့လာကြည့်တဲ့အခါကျတော့ဒါမင်းအွန်လိုင်းရဲ့အောင်မြင်နေရတဲ့ပတ်သက်ပြီးတော့တွေ့ရတယ်ပေါ့နော်ခုနပြောတဲ့ homeland တော့ homeland ကမင်းအွန်လိုင်းတရင်မှုဘွားတော့နေခဲ့တဲ့ခမရဒါ369ဆိုပြီးတရင်ရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီပင်လယ်ဘူးကိုတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ပြီးတဲ့အချိန်မှာစစ်ကောင်စီဒါမင်းအွန်လိုင်းကပေါ့နော်သူ့ရဲ့ဒူးချုပ်စိုးဝင်းကို homeland ကိုပို့ပြီးတော့ပေါ့နော်ဒါကိုကဲခိုင်းတာတွေ homeland ကိုသွားပြီးတော့ကြီးကြပ်ခိုင်းတာတွေလောက်ခိုင်းခဲ့ဘူးတယ်ပေါ့နော်ဒီ homeland မှာရှိတဲ့ခမရ369ကမင်းအွန်လိုင်းတရင်မှုဘွားတော့နေခဲ့တဲ့တပ်ပေါ့နော်အဲ့တက်မှာသူကဘယ်လောက်ထိသူကအောင်မြင်ပုံစံမျိုးဖြစ်ခဲ့လဲဆိုတော့အဲ့တက်ကိုဖျက်လို့ဖျက်စီလုပ်တယ်လို့ယူဆပြီးတော့ရေးယူခံခဲ့ရတဲ့ဘုံမှုတွေတောင်ရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူတရင်မှုဖြစ်တဲ့အချိန်မှာအဲ့အုတ်တိုင်းမှာသူကဒီဆောင်ပုတ်တွေရေးခိုင်းတယ်ပေါ့နော်ဒါတက်နေပြောမှဘာဖြစ်ညာအဲ့လိုမျိုးရေးခိုင်းမှာပေါ့လေဒါပေမဲ့အဲ့အုတ်တိုင်းကအဟောင်းအဲ့တော့အဲ့အုတ်တိုင်းကိုအသစ်ပြန်ဆောက်ဖို့အတွက်ခွင့်ပြုမိတ်ကြတဲ့အချိန်မှာအဲ့အုတ်တိုင်းကိုဖြိုချလိုက်တဲ့ဘုံမှုအဲ့ဘုံမှုကို G2 ဘွားရောက်တဲ့အခါကျတော့နောက်ကျောင်းပြန်ပြီးအေးအေးယူတယ်အဲ့လောက်ထိကိုသူ့စိတ်ထဲမှာအဲ့လိုမျိုးပေါ့နော်လုံးဝcrazy ဖြစ်တယ်ဒီတက်ကိုတပ်ဖွဲ့တွေအနေနဲ့ပေါ့နော်အခုလိုမျိုးဝင်းတုံကိုတိုက်ဖို့အတွက်ပေါ့နော်စစ်ကောင်စီရဲ့တရင်2ရင်ရှိတဲ့နေရာကိုတိုက်ဖို့အတွက်ပြည်သူတွေကိုအခုလိုရွှေ့ပြောင်းပေးပါဆိုပြီးတော့ပြောလိုက်တဲ့ဟာကစစ်ကြေညာလိုက်တာနဲ့အတူတူပဲစစ်ကောင်စီဘက်ကိုအဲ့တော့တက်လှန့်ပေးလိုက်တာနဲ့အတူတူပဲပေါ့နော်တကယ်မြေပြင်မှာတိုက်ပွဲဝင်နေရတဲ့တပ်ဖွဲ့တွေဖြစ်တဲ့အတွက်ဘယ်လိုမျိုးပြောလိုက်ရင်ငါတို့အတွက်ပို့ပြီးတော့ခက်ခဲနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့အတွက်ပို့ပြီးတော့သိကြပါတယ်ဒါပေမဲ့လည်းမဖြစ်လို့သာအခုလိုမျိုးထုတ်ပြန်တယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့တော့ခက်ခဲတိုက်ပွဲတွေပြင်ဆင်ပြီးတော့တိုက်ခိုက်နေရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တပ်ဖွဲ့တွေကိုလည်းဒီထက်မကကူညီပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျ